ကျမဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ဒီဝန်ထမ်းတွေရဲ့လောက်သက်နဲ့တွက်တဲ့နည်းလေးကိုပြောပြမှာပဲဖြစ်ပါတယ်ဒါလေးကိုကျမခဏ hide ထားလိုက်ပါမယ်နော်ဒါဆိုကျမနှစ်ကိုအရင်တွက်မယ်ကျမညီမချင်း DIF dated ဝင်စားဒီလောက်သက်နဲ့ဒီအလုံးဆောင်ဝင်တဲ့နေ့ကိုဆက်လက်ပေးလိုက်မယ်ပြီးရင်ခေါ်မှာပြီးရင်လက်ရှိရောက်နေတဲ့ date ကိုယူမှာမို့လို့တူတွေခွင်းစားခွင်းပဲခေါ်မှာပြီးရင်တပည့်ခုတ်ထဲမှာကျမနှစ်ကိုတွက်မှာမို့လို့ y လို့ရိုက်မယ်ပြီးရင်ခွင်းပိတ်ပေးလိုက်ပါဒါဆိုရင်ဒီမှာ8ရပါပြီပေါ့နော်8နဲ့ပေါ့နော်ဒါဆိုဒီနေ့အောင်မှာဒီနောက်မှာ y ရ s ရပေါ်ခြင်းနဲ့ဆိုရင်ကျမတို့က n sign လေးတစ်ချက်နေမယ်ပြီးရင်ဒီတပည့်ခုတ်ထဲမှာ y ရ s ရဆိုပြီးတော့တပည့်ခုတ်လေးပြန်နေလိုက်ပါဒါဆို8နဲ့ပေါ့နော်ဒါဆိုရင်ဒီ8နဲ့ရေးရကြမှာကျမ space bar လေးချခြင်းနဲ့ဆိုရင်ဒီကြားလေးထဲမှာပေါ့နော် space တစ်ချက် click နေပြီးတော့ space bar လေးချလိုက်ပေါ့နော်ဒါဆို8နဲ့ရေးရနဲ့ချပါပြီနော်ဒါဆိုဒီ8နဲ့ရေးရနဲ့ချသွားပြီဒါလေးကိုကျမဒီ G5 ကိုကျမလော့မခတ်ခဲ့ပါဘူးเนาะဘာလို့ဆိုအောက်ကိုဆွဲချမှာမို့လို့ဒါဆိုကျမဒါလေးကို copy paste ချလိုက်မယ်ဒီနေရာမှာကျမက G column လိုချင်တာမို့လို့ G လို့ရိုက်လိုက်မယ်เนาะပြီးရင်ဒီ Y နေရာမှာ YM ပေါ့เนาะလာကိုလိုချင်တာမို့လို့ဒီနေရာမှာကျတော့ man MONDHS man ဒါဆိုတစ်လ8နှစ်နဲ့တစ်လရက်ကိုလိုချင်တယ်ဆိုရင်ဒါကိုကျမ copy ကူးလိုက်မယ်ပြီးရင်ဒီ H နေရာမှာ G ဆိုပြီး G column နှစ်ကိုလိုချင်တာမို့လို့เนาะဒါဆိုရင်ရက်ကိုလိုချင်တာမို့လို့ MD ပေါ့เนาะပြီးရင်ဒီနေရာမှာကျတော့ပါရိုက်မလဲဆိုလို့ရှိရင် DYSD ဒါဆိုရင်8နှစ်တစ်လ18ရက်ပေါ့เนาะဒါဆိုသူရဲ့ဝန်ထမ်းနှစ်တွေလောက်သက်နှစ်တွေရသွားပြီပေါ့เนาะဒါဆိုကျွန်မဒီ column တစ်ခုထဲမှာရက်ကောနှစ်ကောလောက်ရက်လိုချင်တာဆိုလို့ရှိရင်တော့ကျွန်မဒီဟာလေးကိုပြန်တွက်ပြမယ်เนาะဒီနေရာမှာတွက်ပြမယ်DIF dated ဒီဟာလေးဆက်လက်ပေးလိုက်ပါပြီးရင် comma 2 day ခွင်းစားခွင်းပိတ် comma ပြီးရင်ဒီနေရာမှာ y တပည့်ခုတ်ပေါ့နော်ဒါဆိုရင်ကျွန်မကခွင်းပိတ်လိုက်မယ်ပြီးရင် n sign လေးနေမယ်ပြီးရင်တပည့်ခုတ်ထဲမှာ YEARS ဆိုပြီးရိုက်လိုက်ပါနော်ပြီးရင် under လေးခောက်လိုက်ဒါဆိုရင်ကျွန်မဒီ8နဲ့ရပါပြီအဲ့ဒါကိုပဲကျွန်မကလာတွေကိုလိုချင်တာမလို့ဒါလေး copy ကူးလိုက်ရ copy မကူးချင်လည်းရတယ်ပေါ့နော်ဒီနောက်မှာပေါ့နော်ကျမတို့ n sign လေးတစ်ချက်နေလိုက်ပါမယ်နော် space bar ချမယ် n sign လေးနေမယ်ပြီးရင် DIF dated ခွင်းစားဒီဒါကိုပဲ select ပြန်ပေးမယ်ပြီးရင်ကျမတို့ comma ကုန်မယ်ပြီးရင်2 day ခွင်းစားခွင်းပိတ်ပြီးရင် comma ခံမယ်ပြီးရင်တပည့်ကုတ်ထဲမှာလာကိုလိုချင်တဲ့အတွက်ကြောင့် YM လို့ရိုက်ပါပြီးရင် M sign လေးနေမယ်ပြီးလို့ရှိရင်ကျမကခွင့်ပိတ်လိုက်ပါမယ်နော်ပြီးရင် M sign လေးနေမယ်ပြီးရင်ကျမဒီနေရာမှာပါလဲဆိုရင် M1DHS မှန်နော်ဒါဆိုကျမ8နှစ်နဲ့တစ်လရောက်ပါပြီပေါ့နော်ဒီရီယာနဲ့တစ်နဲ့ကြားထဲမှာဒီလို space လေးချားခြင်းတယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီမှာပေါ့နော်ဒီရီယာရဲ့ဒီတပည့်ကုတ်ရဲ့ဒီကြားလေးထဲမှာ space bar လေးတစ်ချက်နေလိုက်ဒါဆိုဒီမှာ8နှစ်နဲ့တင်လက်ကြားထဲမှာဒီမှာစပိတ်ပါလေးချသွားပြီပေါ့နော်ဒါဆိုနောက်တစ်ခုရက်ကိုရိတ်နေမယ်ပြီးရင်စပိတ်ပါလေးချလိုက်မယ် m sign လေးနေမယ် DIF dated ဝင်စားပြီးရင်ကျွန်တော်ဒါလေးကိုဆက်လက်ပြန်ပေးမယ်ပြီးရင် comma ပြီးရင် 2 day လက်ရှိရောက်နေတဲ့ date တွေယူမယ်ပြီးရင် comma ကုန်မယ်ပြီးရင် double ကုတ်ထဲမှာ MD ပေါ့နော်ရက်ကိုလိုချင်တာမလို့ MD ပြီးရင် comma ကုန်ပြီးရင်ဟောပါပေါ့နော်ဝင်ပိတ်လိုက်ပြီးရင်M sign လေးနေမယ်ပြီးရင်ဒီထဲမှာတပည့်ကုတ်ထဲမှာ DYSD ဆိုပြီးတော့နေလိုက်ပါဒါဆိုဒီလိုပဲ man နဲ့ second day ကြားထဲမှာစပေပါလေးချခြင်းတယ်ဆိုရင်ကျွန်မဒီ man ပေါ့နော်ဒီ man ရဲ့ဒီစပေပါဒီတပည့်ကုတ်ရဲ့နားလေးမှာပေါ့နော်စပေပါလေးချလိုက်ပါနော်ဒါဆိုရင်ဒီလိုရပါပြီဒါဆို formula ဆွဲချလိုက်မယ်ဒါဆိုဒါကတော့တစ်ခွက်ထဲရတယ်ပေါ့နော်ဒါလေးရမှာမသိဘူးနော်